ကျွန်ုပ်ဟာဘယ်သူလဲကျွန်ုပ်ကိုကျွန်ုပ်မသိနိုင်ခဲ့ပါမေးစရာခွန်းပေါင်းများစွာကျွန်ုပ်ဘဝရဲ့စာတင်ခဲ့တဲ့နေရာဘယ်ကလဲကျွန်ုပ်ဘဝရဲ့အဆုံးသာဘယ်မလဲကျွန်ုပ်ရဲ့အဖေမေကဖြစ်စေတိုင်းကျွန်ုပ်ဆိုတာဖြစ်လာမလားမေးစရာခွန်းပေါင်းများစွာခလေးလေးတယောက်လူဘွားတဲ့ရောက်ရမလွယ်ပါဘူးကျွန်ုပ်ဘဝရဲ့အဆုံးအဖျားဟာမရေရခဲ့ကျေးဇူးတော်ကြောင့်အခုတော့သိပါပြီကျွန်ုပ်ဟာကိုယ်တော်အထက်ကစာတင်ကိုယ်တော်အဖြစ်အဆုံးမှာအကိုယ်တော်အဖို့အလုံးငါကျွန်ုပ်ဟာကိုယ်တော်အထက်ကစာတင်ကိုယ်တော်အဖြစ်အဆုံးမှာကိုယ်တော်အဖို့အလုံးငါကျွန်ုပ်ဟာဘယ်သူလဲကျွန်ုပ်ကိုကျွန်ုပ်မသိနိုင်ခဲ့ပါမေးစရာခွန်းပေါင်းများစွာကျွန်ုပ်ဘဝရဲ့စာတင်ခဲ့တဲ့နေရာဘယ်ကလဲကျွန်ုပ်ဘဝရဲ့အဆုံးသာဘယ်မလဲကျွန်ုပ်ရဲ့အဖေမေကဖြစ်စေတိုင်းကျွန်ုပ်ဆိုတာဖြစ်လာမလားမေးစရာခွန်းပေါင်းများစွာခလေးလေးတယောက်လူဘွားတဲ့ရောက်ရမလွယ်ပါဘူးကျွန်ုပ်ဘဝရဲ့အဆုံးအဖျားဟာမသေးကြခဲ့ကျေးဇူးတော်ကြောင့်အခုတော့သိပါပြီကျွန်ုပ်ဟာကိုယ်တော်အထက်ကစာတင်ကိုယ်တော်အဖြစ်အဆုံးမှာကိုယ်တော်အဖို့အလုံးငါကျေးဇူးတော်ကြောင့်အခုတော့သိပါပြီကျွန်ုပ်ဟာကိုယ်တော်အထက်ကစာတင်ကိုယ်တော်အဖြစ်အဆုံးမှာကိုယ်တော်အဖို့အလုံးငါတခင်ရဲ့အသွေးနဲ့အသက်ဆုံးပြီးတာယာရွှေပြီးကောင်းကင်နိုင်ငံသားဖြစ်စေကကျွန်ုပ်စံတာရတောင်းခံပြီးဒီကဘာနေစီရောက်လာစေတာမှမဟုတ်တာကျေးဇူးတော်ကြောင့်အခုတော့သိပါပြီကျွန်ုပ်ဟာကိုယ်တော်အထက်ကစာတင်ကိုယ်တော်အဖြစ်အဆုံးမှာကိုယ်တော်အဖို့အလုံးငါကျေးဇူးတော်ကြောင့်အခုတော့သိပါပြီ
ကိုတော့အဖို့အလုံးအာမင်ယေရှုခရစ်နာမဘုန်းကြီးရဲ့မင်္ဂလာရှိပါ၏